မြင့်မိုးမေမေစာပေမှထုတ်ဝေပြီးပကြီးမျိုးမှန်ရေးဆွဲသောရွေးမိရဲ့လမ်းတခါတော့ကမြို့ကလေးတစ်မြို့မှာမောင်လူအေးနဲ့မောင်လူကလေးတို့ညီကိုနှစ်ယောက်ရှိတယ်သူတို့ရဲ့ဖေကိုစော်မိုးဆိုတဲ့လူဟာစပားပွဲစားရောင်ရောင်အိမ်ချမ်းမြေပွဲစားရောင်ရောင်နဲ့အလုပ်ကိုပုံမှန်အတီတကျလက်ကြောတင်းအောင်မလုပ်တဲ့အပြင် ငါကြတာအလေးရောင်လေးလုံးလို့မမဘူး တနေ့အပေါင်းအသင်းအစုံနဲ့တောင်းလိုက်စားလိုက်လုပ်နေသူဖြစ်တယ် ကိုစော်မိုးကြီးခမည်းဟာကပွဲအောင်လဲတောက်ပွဲမအောင်လဲတောက်နေပါလားဗျ ဟဲ့ကောင်ရွှေပါတောက်တော့ဘာဖြစ်လဲကွာ30ပုံထဲမှာလူပုံရောက်တော့တောက်တယ်ကွာဘာဖြစ်လဲ အားဖြစ်ရမှာလဲတောက်ပြီးမူပြီးရမ်းနဲ့ကောင်းမလားဗျ ဟဲ့ကောင်မူပြီးငါဘယ်သူ့ကိုရမ်းဘူးလို့လဲကွာဟဲ့ ခမည်းရဲ့မိန်းမခမည်းပြန်ရမ်းတာလေမကြော်မီခမည်းတားနှစ်ယောက်ကြောင်းထားရတာတစ်ဖက်ခမည်းကိုအရက်ကိုမှန်မှန်ပေးနိုင်အောင်ဂယူးဆက်ရတာတစ်ဖက်နဲ့တနာပါတယ်ဗျာ ဟဲ့ကောင်တနာရဲ့မကြောက်ဘူးမင်းယူလိုက်ပါလား အားဗျာမိန်းမမယူခြင်းလို့လူပြိုကြီးလုံနေတာဗျ ဦးကျော်ထမင်းဝတ်တယ်ပြီးရင်အဝတ်တွေလျှော်ထားအောင် အေးကျုပ်ကမိန်းမယူရင်လဲအိမ်နောက်တောင်ကြည်တဲ့ယောက်ျားမျိုးပဲဖြစ်ရမယ်ဗျသိလားခမည်းလိုမိန်းမစီကအရက်ဖို့တောင်းပြီးတော့မူးလာတော့မိန်းမကိုပြန်ရစ်ပြီးရိုက်နှက်တတ်တဲ့လူမျိုးဘယ်တော့မှမဖြစ်စေရဘူး မင်းလေးဖြစ်တော့ဘာဖြစ်လဲကွာငါကူတို့နဲ့ငါဖြစ်တာကွာရွှေပါကြီးရမနာလို့မဖြစ်နဲ့ဟဲ့ မောင်လူအေးတို့မောင်လူကလေးတို့ရဲ့ဖခင်အဖေကိုစော်မိုးကအဲ့ဒီလိုလူမျိုး ငါတော့အိမ်မကိုမနေချင်ဘူးကွာအကို အေးဟုတ်တယ်ငါလည်းအိမ်ကိုမကတ်ချင်ဘူးဘဲတနေ့အဖေကအမေကိုမူးလာပြီးရန်ပြဿနာမရှိပြဿနာရှာနဲ့စိတ်ညစ်ပါတယ်ကွာ ဟဲ့မကြောက်ကောင်မဘယ်ရောက်နေလဲ ငါထက်မိုက်တဲ့ကောင်းပဲ ဟောပြောရေးဆိုရင်အဖေလာပြန်ပြီ ဟင်ကောင်မသူ့လင်ငယ်ရွှေဘတို့ဖြူလူတို့စီသွားနေသလားကွာဟေး အဖေမဟုတ်တာတွေရှောက်ပြောပြီးအော်မနေပါနဲ့ဗျာအမေဈေးရောက်ရကပြန်မလာသေးဘူး ဘာကွာဈေးရောက်ရာကပြန်မလာရအခုဘယ်ချိန်ရှိမလဲ မနေ့10 နာရီပဲရှိသေးတယ်ခုလောက်မှဈေးကွဲစားပြုတ်မှာအဖေဒါဆော့ဆော့စီစီမူးနေ ဟေးမူးတော့ဘာဖြစ်လဲကွာဟေးဘယ်သူတောက်ဘူးဆိုင်ရမှာလဲကဲကွာ လို့တော့ဘလို့ဖြစ်ရတာလဲ အိမ်မော်ကကွဲတန်ရှတန်အတန်ပလန်တွေကြောင့်ဈေးရောက်ရာကပြန်လာတဲ့မတ်ကျော်မေးဟာဈေးတောင်းကိုကပြင်းမှာကြပြာကြရာချပြီးအိမ်ပေါ်အပြေးလွှာတက်ရတယ် ခွေးမသားလေးတွေမလောက်လေးမလောက်စားပဲရှိသေးတယ်ငါကူခွာရချင်းတိုင်းမှုမကြိုးစားနိုင်တော့ဒီအရက်တောက်တာပဲပြောမနေနဲ့တောက်တော့ဘာဖြစ်လဲကွာ အမလေးတော့ကုန်ပါပြီရှစ်စုမဲစုပကံလေးတွေကုန်ပါပြီ ဟဲ့ကောင်မအလေလိုက်ပြီးခုမှဘာအပန်ကောင်းဟစ်နေတာလဲလာစမ်းဒီကိုလာစမ်းကဲဟာ အမလေးတော့ အလေလိုက်နေတဲ့ဟာမကဲဟာ အမလေးသေးပါပြီတော့ အဖေအမေကိုဒီလောက်မလုပ်ပါနဲ့ အိုမဲဝင်းရှုံးဟာ အာ ညီလေးလာငါတို့ဝင်ဆွဲလို့လည်းမနိုင်ဘူး ဒီလိုနဲ့အဖေပြဿနာရှာတိုင်းမောင်လူအေးတို့ညီကိုဟာအမေအနိုင်ကျင့်ခံနေရတာကိုမကြည့်ရလို့အိမ်ပေါ်ကနေထွက်သွားမိကြတယ်မောင်လူအေးလေးကအိမ်ကနေစိတ်ညစ်ပြီးထွက်လာတိုင်းလမ်းထိပ်ကအုတ်ခုံမှာတငယ်ချင်းတွေနဲ့သွားထိုင်နေရာကတငယ်ချင်းတွေတိုက်တဲ့ဆက်လက်ကိုတောက်မိတော့တယ် ရော့စိတ်ညစ်ပြီးတော့ခွာကွာ ဒီလိုနဲ့သူဟာဆက်လက်တောက်တက်လာတယ်တငယ်ချင်းတွေနဲ့တယုံဖြစ်လာရာကကျောင်းမှာပြေးတက်လာတယ် ငါရဲ့မုတ်ဖိုးကိုအဖေကအရက်ဖို့လို့ဆိုပြီးအတင်းယူသွားတယ်ကွာဒီနေ့ငါကြောင်းမသွားကျင်တော့ဘူး နောက်တော့အရွယ်လေးနည်းနည်းရလာချိန်မှာအရက်ပါတောက်တက်လာတယ်မူပြီးပြဿနာရှာတတ်လာရာကစိုးစွဲလူငယ်လေးဖြစ်လာတယ် ဟဲ့ကောင်ဘာ
ကြည့်ရလဲမိုက်လို့ကြည့်ရလားကဲကွာ အာ အကိုဖြစ်သူမောင်လူအေးကတော့စိတ်ညစ်လို့အိမ်ကထွက်လာရင်တခြားဘဲမှမသွားပဲမြို့သူမြို့သားရက်မိရက်ဖတွေစုပေါင်းဖွင့်လှစ်ထားတဲ့မြို့မှာစာကြည့်တဲ့လေးစီသွားပြီးစာအုပ်တွေတုပ်ပြီးတုပ်ဖတ်တော်တာပဲသူကစာဖတ်ဝါသနာပါသူဆိုတော့စိတ်ပြေရာအဖြစ်စာအုပ်တွေပဲလှိမ့်ဖတ်နေတော့တယ်မောင်လူအေးဟာအစကတော့စိတ်ပြေလက်ပြောက်ဖြစ်ကာတွန်းစာအုပ်လေးတွေဖတ်ရာကနောက်တော့ဝတ္ထုတွေမဂ္ဂဇင်းတွေပါဖတ်တယ် နေတိုင်းလိုလာဖက်နေတာဖက်เสียလဲကုံတလောက်ဖြစ်နေပြီ သူဟာကာတွန်းဝတ္ထုမဂ္ဂဇင်းတွေဖတ်เสียဟာကုန်တော့တက်ကြမ်းတွေဖတ်တော့တယ်တက်ကြမ်းဆိုတာဘဝရဲ့တိုးတက်ရာတိုးတက်ကြောင်းလမ်းညွန်ပြတဲ့စာအုပ်တွေပါပဲအဲ့ဒီလိုစာကောင်းပေးမွန်တွေဖတ်ရတဲ့အတွက်အသိဉာဏ်ဗဟုသုတတွေတိုးပြီးဘဝအတွက်အာမန်တွေရရှိလာတယ် ငါထက်ဘဝအခြေအနေဆိုးတဲ့သူဒုက္ခရောက်တဲ့သူတွေတော့ဘဝကိုအရှုံးမပေးပဲစူးစမ်းတဲ့အတွက်တထေးတကြွယ်ကြီးတွေဖြစ်သွားကြတယ်တဲ့ငါကရောသူတို့လိုဘာဖြစ်လို့မစူးစမ်းနိုင်ရမှာလဲစူးစမ်းမယ်ငါစူးစမ်းမယ် ဒီလိုနဲ့သူဟာဘယ်တော့ပဲစိတ်ညစ်ညစ်ကျောင်းကိုမှန်မှန်တက်လာတယ်အိမ်မှာစိတ်ညစ်ရင်မြို့တောင်ဘက်ကကံမောင်ပေါ်မှာစာသွားကျက်တယ်ဒီလိုနဲ့စူးစမ်းတဲ့အတွက်စာတော်လာပြီးစာမေးပွဲမှာအမှတ်တွေကောင်းလာတယ်သူဆယ်ရဲအောင်တဲ့နှစ်မှာပဲသူ့အဖေဆုံးတယ်သူတက်ကတူတက်ဖို့အခက်အခဲဖြစ်လာတယ်ဒါပေမဲ့မြို့မိမြို့ဖာတွေဝိုင်းဝန်းပံ့ပိုးပေးတာရဲ့ပညာထူးချွန်စုရရှိတာတွေရဲ့ကိုအခြေခံပြီးတက်ကတူတက်နိုင်ခဲ့တယ်နောက်15နှစ်လောက်ကြာတဲ့အချိန်မှာတော့မောင်လူအေးဟာတက်ကတူကပါမောက်ခါကြီးဖြစ်လာတော့တယ်သူ့မိမုံဆိုးမကြီးဒေါ်ကြော့မီဟာသားကြီးရဲ့ဘဝမြင်မတည်နေသွားတာကိုကြည်ပြီးကြည်နူးပီတိဖြစ်လို့မဆုံးဘူး တာကြီးဒါမှမိမိတာကြီး မောင်လူအေးကတော့စိုးစမ်းလူငယ်လေးဖြစ်ခဲ့ရာကဒုစရိုက်သမားတွေနဲ့ပေါင်းမိပြီးဒုစရိုက်မှုတွေကျူးလွန်ထောင်မကြာခဏကြာရကထောင်ကထွက်လာတော့လဲရရကြပန်းအလုပ်တွေကိုပင်ပန်းဆင်းရဲစွာလုပ်ကန်ရင်သူ့လိုဘဝတူဆင်းရဲသူမလေးနဲ့ညာပြီးသားသမီးတွေတပြုံတပန်းရကမြို့စုံကကျူးကျော်တဲလေးမှာဆင်းရဲမွဲပြေစွာနေထိုင်ရတော့တယ်တကယ်တော့မောင်လူအေးနဲ့မောင်လူကလေးတို့ညီအကိုဟာဘဝပေးအခြေအနေချင်းတူညီပြီးဆင်းရဲဒုက္ခကိုအတူရင်ဆိုင်ခဲ့ကြရတယ်။ဒါပေမဲ့ဒုက္ခရောက်ရတဲ့အခြေအနေကိုရင်ဆိုင်ကြော်ဖြတ်ရမှာရွေးချယ်တဲ့လမ်းအပေါ်မူတည်ပြီးဘဝရဲ့အနာဂတ်ခရီးတွေကွဲပြားခြားနာသွားရတာပါပဲ။ကဲကျောင်းသားလူငယ်ကလေးတို့ရောဘဝမှာအခက်အခဲတွေကြုံလာရတဲ့အခါဘယ်လိုလမ်းကိုရွေးကြမလဲ။